ညွန်တော့အာရကတတော်အေတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာဩဂတ်လ30ရက်နေ့ကရခိုင်ပြည်နယ်မောင်တောမြို့ကိုတွားရောက်ပြီးမြို့ခံမွတ်စလင်အတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာမောင်တောမြို့ခံမွတ်စလင်မော်လဝီဆရာတပါးကမြို့မဂျာမေပလီကိုပြန်လည်ဖွင့်လှစ်ပေးဖို့တင်ပြတောင်းဆိုခဲ့ရာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖွင့်လှစ်ခွင့်ပေးဖို့ညွှန်ကြားခဲ့တာလို့မောင်တောမြို့မွတ်စလင်အတိုင်းဝိုင်းကအေယာရီကိုပြောပါရယ်။အဲဒီနောက်နှစ်ပတ်ကြာစက်တင်ဘာ12ရက်နေ့မှာတော့မောင်နှောခရိုင်ဂျူရီအဖွဲ့တို့ကမြို့မဂျာမေပလီကိုပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဲဒီပွဲကိုအေးရဲ့မောင်နှောခရိုင်တာဝန်ရှိသူတို့အပါအဝင်ဗလီကောဘကအဖွဲ့နဲ့မွတ်စလင်ရေးရာကောင်စီတို့လည်းတက်ရောက်ခဲ့ကြပါတယ်။ကျွန်တော်တို့နစစ်တရနဲ့အစည်းအဝေးတစ်ခုမှလာပါရအစည်းအဝေးမှာလည်းတောင်းပန်ပါတယ်မော်လဝီတပါကအေး30အောက်တိုဘာ30ရက်နေ့အစည်းအဝေးတစ်ခုလာပါရမှာလည်းတောင်းပန်ပါတယ်မော်လဝီဟာမီဒူလာဆိုတဲ့ပုဂ္ဂိုလ်ကဒါကကျွန်တော်တို့ကိုကွန်ပူပါရမလဲကွန်ပူလာသူဖွန်ပြပါပေါ့လေအေးပလီဆိုကျွန်တော်တို့ဒီလေကြီးတွေပိုင်းမော်ဒန်မို့ရဲ့အလေအရှက်ချချာနေတယ်ပဲဒီအလုံးသူမော်ရာထောင်ထောင်ရှာနေတယ်လည်းပဲပါတယ်ဒီရပါနဲ့အမရန်ပရိုရှမော်ဒန်မို့ရဲ့မြန်ဖို့ဆိုလည်းပဲပါတယ်ဂူပမ်လီစာကောင်ကျေးဇူးတော်ပါပေါ့ဒီဂျာမေပလီက2012ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်ရခိုင်ပြည်နယ်မှာလူမျိုးရေးပရိပက္ခဖြစ်ပွားစဉ်ကတည်းကဝတ်ပြုခွင့်ပိတ်ပင်ခံခဲ့ရတာပါ။အဲဒီနောက်အစိုးရအပြောင်းလဲတွေရှိခဲ့ပေမဲ့လည်းဂျာမေပလီကိုတော့ပြန်လည်ဖွင့်လှစ်ခြင်းမရှိခဲ့ပါဘူး။2024ခုနှစ်ဒီဇင်ဘာလမှာတော့မောင်တောမြို့ကိုအေအေကအလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုအေအေပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့မြို့မဂျာမေပလီဟာမောင်တောမြို့ရဲ့အထင်ကရနေရာတွေထဲကတစ်ခုဖြစ်တယ်လို့မောင်တောမြို့နယ်တစ်ခုလုံးမှာအကြီးဆုံးပလီလည်းဖြစ်တယ်လို့မြို့ကမွတ်စလင်အတိုင်းဝိုင်းကပြောပါတယ်။ဒီနေ့ကလေးကျွန်တော်တို့မောင်တော်မျိုးရေးတမိုင်းတစ်လျှောက်လုံးတော့အမတမတမိုင်းဝါရီအကန့်အနာတခုပြပါလေအကန့်အနာစားဇာဘရလို့စုကေလွင်ထားတဲ့လိုက်ပေါင်းအဆက်ဆက်ကရေပိုက်ဘာသာပေါင်းစုံပူပေါ်ပြည်ကြီးပလီထီမှာရေပိုက်သဟဇာရနဲ့လောကစားမရှိခရတွေ့ကောအနိကလူမျိုးပေါင်းစုကျွန်တော်တို့ဂျာမေပလီမှာလာပြီးကအစည်းအဝေးတဲတော့ခတ်သည်ကျွန်တော်တို့ရဲ့ရှေးရီတိုင်းပြည်တည်ဆောက်ရေးမှာအလွင်ကိုအရေးကြီးလမ်းသိချက်ခုလေးပြပါတယ်မောင်နှောမြို့နယ်တစ်ခုလုံးမှာနေထိုင်သူလူဦးရေ9သိန်းကျော်ရှိပြီးအစ္စလမ်ဘာသာကိုးကွယ်သူတွေအများဆုံးနေထိုင်ကြကြောင်း2014ခုနှစ်သကောင်စင်းအချက်လက်တွေရသိရပါတယ်။စစ်တပ်အဆက်ဆက်အုပ်ချုပ်ခဲ့စဉ်ကရခိုင်နဲ့မွတ်စလင်လူမျိုးတွေကြားပရိပက္ခဖြစ်ပြီးမသိမြအောင်သွေးထိုးအုပ်ချုပ်ခဲ့ပေမဲ့အေးအုပ်ချုပ်ချိန်မှာတော့နှစ်ဖက်အတိုင်းဝိုင်းကြားချစ်ကြည်ရေးကိုဆောင်ရွက်ပေးနေကြောင်းမောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဦးမောင်ဘအေးကပြောပါတယ်။အဲကဆိုင်ကောင်စီလာထမကြကြီးကျွန်တော်တို့ကိုဒီပိုင်ရောနေနီနပတ်တဲ့ဝိုင်းကိုပူပုံကမပြပါဘောတူတူလိုက်ဘောစီစီလုံးမဖက်နေမှာအခုကျွန်တော်လက်ရှိဆိုရကရချုံကိုကိုယ်တိုင်ဆောင်ရပြီးတဲ့အတွက်ကျွန်တော်တို့ပို့ပြီးကတဟာရဖိုင်လာလို့ပေါ်လို့ရပါတယ်နေဆုံးတော့ကိုယ်စရာကတော့စောင့်နေတော့လာတာအခုကဆိုကျွန်တော်တို့ဒီဖိလစ်ပင်းမှာလည်းလူမျိုးပေါင်းတော့ပါတယ်မင်္ဂလာစာတိမှာလည်းလူမျိုးပေါင်းတော့လာခဲ့ပါတယ်ဆရာတို့ကတိမမှာဆိုလို့ကျွန်တော်တို့တော်တော်များများလာပါတယ်မင်္ဂလာစာမှာလည်းကျွန်တော်တို့တော်တော်များများလာပါတယ်အဲကရပိုင်လာလီလာtambéပါတယ်0စာတိမှာလည်းပြကားမှုမရှိပါဘူးသူစာရတူတော့ကိုစာရကိုရောရဲ့ပင်ပါခံကမှုတပေါက်ခံကမှုတော့မရှိပါမောင်နှောမြို့မှာဂျာမေပလီကို1818ခုနှစ်မှာမွတ်စလင်အလှူရှင်တဦးရဲ့ထောက်ပံ့မှုနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တပ်တန်းအဖြစ်209နှစ်ရှိခဲ့ပါပြီ။လက်ရှိအချိန်ဟာအေအေကရိုဟင်ဂျာတွေအပေါ်မှာလူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေကြောင်းနဲ့မောင်နှောခရိုင်ဘူးတီတောင်မြို့နယ်ထန်းလျှောက်ခံရွာမှာရိုဟင်ဂျာရွာသား600လောက်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ရိုဟင်ဂျာရေးတက်ကြွလှုပ်ရှားသူတွေကဆွဆွဲထားချိန်လည်းဖြစ်ပါတယ်။ဒါပေမဲ့အေအေကတော့ထန်းလျှောက်ခံရွာကတိစုံရုပ်အလောင်းတွေဟာအာနာသိန်းစစ်တပ်နဲ့လက်အောက်ခံတွေရဲ့တိုက်ပွဲအတွင်းကရုပ်အလောင်းတွေသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်
ဒီဆွဆွဲချက်တွေဟာအခြေအမြစ်မရှိတဲ့လောက်ကျန်ဖန်တီးမှုတွေသာဖြစ်တယ်လို့အေရဲ့ပြောခွင့်ရသူဦးခိုင်ဒုက္ခကတုံ့ပြန်ထားပါတယ်ရှင်။